အားလုံးပဲမင်္ဂလာပါ Sport Time ဝင်အနေနဲ့ပြန်လည်ပြီးတော့ကြိုဆိုပါရစေဆိုတော့ဒီနေ့မနက်ကတော့ Arsenal အသင်း fan တွေအတွက်တကယ်ကိုမင်္ဂလာရှိတဲ့မနက်လေးဖြစ်မယ်လို့ထင်ပါတယ်ဆိုတော့ဒီမနေ့ကကစားခဲ့တဲ့ Saint James ဘက်က Newcastle နဲ့ Arsenal ပွဲ Saint James ဘက်မှာ3-0 Arsenal အသင်းနိုင်ပွဲပြောက်ခဲ့တယ်2-0ဆက်ကတော့ဒါဂိုးတောင်မသွင်းနိုင်ခဲ့တဲ့အနေအထားတစ်ခု record ဆိုတစ်ခုကိုတော့မနေ့ကပွဲစဉ်မှာ 1-2 ဆိုတဲ့ result နဲ့ Saint James ဘက်မှာ Arsenal အသင်းနောက်ကျသွင်းကို Gabriel ရဲ့သွင်းကိုနဲ့နိုင်ပွဲကိုပုံဖော်နိုင်ခဲ့တယ်ဆိုတော့ဘာပဲပြောဒီ record ဆိုကိုချိုးဖျက်နိုင်ခဲ့တာနံပါတ်1ချက် Arsenal အသင်းအတွက်အားသာချက်တစ်ခု motivation တစ်ခုဖြစ်သွားလိမ့်မယ်လို့ထင်ပါတယ်ဆိုတော့ Arsenal အသင်းအခုဒါမနေ့ကကစားခဲ့တဲ့ပွဲစဉ်ကဆိုလို့ရှိရင်ဒါကစားခဲ့တဲ့ line up ကဒါလီယိုဒီနောက်တန်းမှာ Saliba ပြန်ကောင်းလာတဲ့အချိန်မှာ Saliba ကိုထည့်မယ်လို့ထင်ခဲ့ပြီးMosquera နဲ့တွားတယ်ဆိုတော့ Mosquera ပြောစရာရှိတာ Mosquera ကအရှိပွဲစဉ်နေတော့ကတော်တော်လေးကို Saliba မရှိတဲ့အချိန်မှာ impressive ဖြစ်လောက်တဲ့ခြေစွမ်းနဲ့ပြောမဆိုနောက်တန်းမှာအကောင်းဆုံးဒါ form တစ်ခုကိုပြခဲ့ရပေါ့နော်ဒါပေမဲ့မနေ့ကပွဲစဉ်မှာသူ့ရဲ့အမားကြောင့်ပဲအဓိကတော့ကိုပေးလိုက်ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ဘယ်သူပဲဝါရဲလို့အပြစ်ရယ်လို့တော့မဆိုချင်ဘူးဒါပေမဲ့မနေ့က Arsenal တင်ကစားခဲ့တဲ့ဒီ line up စင်ရင်ရဆိုလို့ရှိရင် XA ပေါ့နော်အဓိကတော့ Odegaard နေရာမှာ XA ကိုထည့်ကစားတယ် XA ရဲ့လှုပ်ဆောင်ပြခဲ့တဲ့စွမ်းဆောင်ရည်တွေကလည်းတကယ်ပြောမှဆိုရင်ကြီးခဲ့တဲ့ပရိသတ်တွေအတွက်စိတ်ကျေနပ်စရာကောင်းတဲ့ result တစ်ခုကိုတော့ပြခဲ့တယ်မနေ့ကဒါ Merino ပေါ့ဆိုတော့ Merino ဆိုလို့ရှိရင်ဒါပြောမှဆိုခြေပေါက်ကိုသွင်းပေးလိုက်တယ်ခေါင်းတိုက်သွင်းကိုနဲ့ဆိုတော့ဒီနေ့ကလေ2025ခုနှစ်အတွင်းမှာ Arsenal အသင်းအတွက်ဂိုးများဆုံးသွင်းယူတဲ့ကစားသမားကတိုက်စစ်ကစားသမားမဟုတ်ဘဲနဲ့ Merino ဖြစ်နေဆိုတော့ Merino ကသွင်းဂိုး9ဂိုးထိသွင်းခဲ့တယ်ဒီနေရာမှာသွင်းဂိုး၄ဂိုးကခေါင်းတိုက်သွင်းကိုဖြစ်တယ်ဆိုတော့ဒီမှာမေကွန်းထုတ်ဆရာရှိတာက Arsenal တင်းရဲ့အဓိကတိုက်စစ်ကဘာလုပ်နေရလဲဆိုတော့အခုဆိုလို့ရှိရင် Yogres ပေါ့ Yogres ကအခုဒါ6ပွဲကစားထားပြီးသွားပြီသူ့ရဲ့သွင်းဂိုးမြင်တွေ့ခွင့်ရ2ဂိုးလားမသိ2ဂိုးလား3ဂိုးလားသိချာမှတ်မိရောပေါ့နော်ဆိုတော့သူ့ရဲ့တကယ်ပြောချင်တဲ့အဓိကအကြောင်းအရာကတိုက်စစ်မှုစစ်တိုက်စစ်မှုကောင်တယောက်ရဲ့တွင်းရမယ်လုံရမယ်ဒီစွမ်းဆောင်ရည်တွေကိုတော့အခုချိန်ထိဒါ maybe เนาะတယောက်နဲ့တယောက်တော့မတူနိုင်ဘူးဆိုတော့ Arsenal တင်း fan တွေမှာလည်း Yogres ကို favorite ဖြစ်တဲ့လူတွေလည်းရှိကောင်းရှိမယ်ဆက်ဒါပေမဲ့အခုလက်ရှိချိန်ကြီးတော့ Yogres ဒီပြောမဆို example အနေနဲ့ပြောမဆို Liverpool ကဒီနေ့ရာဒီမှာမှပြောင်းလာတဲ့ Ikitiki လောက်တော့အသင်းနဲ့ပြောမဆိုရင်အန်ဝင်ပြီးတော့သွင်းကိုတွေသွင်းယူပေးနေတဲ့ကစားသမားအခုလက်ရှိချိန်ထိရောမြင်တွေ့ခွင့်မရခဲ့ဘူးဆိုတော့မနေ့ကကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဒါသူ့ရဲ့မပါနှက်မှုတွေပါတာပေါ့နော်ဆိုတော့ဒါကတော့ဘယ်သူပဲဝါအောင်မှပြစ်မတင်ချင်ဘူးဒိုင်မှာလည်းအများကြီးလိုအပ်တယ်ဆိုတော့မနေ့ကဒါ Newcastle ရဲ့ဂိုးသမားအရန်ကောင်းတာလည်းပါတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ဒီသွင်းကိုရမယ်အခွင့်အရေးတစ်ခုက penalty ဖြစ်မှာပေါ့နော်ဆိုတော့အဓိကကတော့ဒါ VAR ကြည့်စရာတော့မလိုဘူးပုံမှန်အနေထားဆိုလို့ရှိရင်ဒါချက်ချင်း penalty ပေါ့နော်ဆိုတော့ direct penalty ပေးရမယ့်အနေထားမှာ VAR လည်းပြန်ကြည့်သေးတယ်ဒါပေမဲ့ reason ထွက်လာတာဒီဂိုးသမားကအရင် Charlton ရဲ့အဲ့အတွက်ဒါပုံမှန်အနေထားပဲဆိုပြီးတော့ penalty လုံးဝမပေးခဲ့တာက Arsenal အသင်းအတွက်တော်တော်ကြီးကိုနစ်နာတယ်ကစားသမားတွေအတွက်လည်းစိတ်သက်ပိုင်းဆိုင်ရာရလုံးဝကိုဟိုပြောရမယ်ဆို down သွားတဲ့အပိုင်းတွေတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါကဒီဒိုင်လူကြီးရဲ့မှန်ချင်းမှားချင်းဆိုတာချက်ဒါ Arsenal အသင်းဒီပွဲစဉ်မှာနိုင်သွားလို့ပေါ့အကယ်၍ဒါရှုံးခဲ့ရင်ဒီ reason ကိုချပြရင်ဘာဖြစ်လဲဆိုတော့ဒါကပြောမယ်ဒီအကြောင်းအရာပြောလို့ရှိရင်ဒါက Arsenal အသင်းမနိုင်လို့ပြတဲ့ reason ပါလို့ maybe ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ဒါဒီArsenal တင်း fan မှာမဟုတ်ခြားတင်း fan တွေကြည့်ရင်50-50ပဲကွာတိလားဆိုတော့ဟိုအဓိကကတော့ဒိုင်းနေရတာဖြတ်တာကတော့မနစ်ဒါ Premier League ရဲ့ထုံးတမ်းအစဉ်လာလို့ဖြစ်နေပြီ especially Arsenal ပေါ့နော်အဓိကအထူးသဖြင့် Arsenal မှာမှပို့ပြီးတော့ဒီဒိုင်းနေရဲ့ပြဿနာတွေမနေ့ကဆိုလို့ရှိရင်လည်းဒါအနီးကဲပြဿနာတွေပြည်သက်တွေသိခဲ့ပြီးပြီဆိုတော့ဒီနှစ်မှာလည်းဒီလိုမျိုးထုံးစံတွေကလာအောင်မှာပဲဆိုတော့ဒါဟုတ်တယ်လီတို့ forget လုပ်လိုက်ပြီးတော့အဓိကကတော့ Arsenal တင်းရဲ့ကစားပုံကိုပဲကြည့်ကြမယ်ပေါ့နော် Arsenal တင်းဒါနောက်ကျသွင်းကိုရတယ် Arsenal တင်းပြောမှဆိုရင်အခုနောက်ပိုင်းပွဲစဉ်တွေမှာပြန်ကြည့်လိုက်နောက်ကျသွင်းကိုတွေနဲ့ Arsenal တင်းပြန်နိုင်သွားတဲ့အနေအထားတွေတည်ရရတဲ့အနေအထားတွေက Arsenal တင်းအများနဲ့တစ်ဖက်တင်းကိုဥဆောင်ကိုတွေခွင့်ပြုနေရတာတော့ဒါလီဒီနှစ်ရာသီမှာနည်းနည်းသတိထားမိရပေါ့နော်အသင်းကြီးတွေနဲ့ကစားရခက်တဲ့အသင်းတွေနဲ့ထိပ်တိုက်တွေ့ဆုံတဲ့အခါမှာဆိုတော့အဓိကကတော့ဒီပထမပိုင်းမှာဆိုလို့ရှိရင်လည်းဒါ XA ကန်သွင်းတဲ့တစ်ချိန်ရှိရယ်ပြီးဆာကာရဲ့ကန်ချက်တစ်ချိန်ရှိရယ်ဆိုတော့ Nick Pope ကဒါကားကွယ်သွားတယ်ဆိုတော့အဓိကတော့ Nick Pope ရဲ့အဓိကစွမ်းဆောင်ကြီးပေါ့နော်ဆိုတော့ Arsenal ကဂိုးသွင်းခွင့်တွေအချိန်ရတယ်သွင်းဂိုးတွေဖန်တီးခွင့်ရတယ်ဒါပေမဲ့ဒါတွေကိုသွင်းဂိုးဖြစ်မပြောင်းလဲနိုင်တာကတော့ဒါမနေ့ကတွေ့ခဲ့ရတဲ့အများဆုံးသောအချက်ပေါ့နော်ဆိုတော့ဒါပြီးလို့ရှိရင်ဒါ trust သွင်းခဲ့တဲ့ပထမပိုင်းကသွင်းဂိုးဆိုလို့ရှိရင်လည်းတိုင်တလုံးတိုင်ထိသွားတယ်ဒါကလည်းတကယ်ကိုအရန်နစ်နာတယ်ဒါပွဲစဉ်ဖြစ်ခဲ့ရပေါ့နော်ဆိုတော့
တော့ဒီပထမပိုင်းထက်ဒုတိယပိုင်းကပို့ပြီးတော့အာဆယ်တင်းဒါပြောမှဆိုရင်17ချိန်ပေါ့နော်ဒါဂိုးပေါက်ကန်သွင်းခွင့်ရခဲ့တယ်အဲ့ဂိုးရနိုင်တဲ့အခွင့်အရေးတွေကိုပဲ Nick Pope ကကာကွယ်ခဲ့ရဆိုတော့အဓိကကတော့ Newcastle ရဲ့ပြောမှဆိုနောက်တန်းတွေတော်တော်လေးကောင်းတယ်ဂိုးသမားလည်းတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့အာဆယ်တင်းကတပွဲလုံးတိုင်းတာမှာအချိန်20ထိဂိုးပေါက်ကန်သွင်းခွင့်ရခဲ့တယ်ဂိုးပေါက်တဲ့တာ9ချိန်တည့်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာတစ်ဖက်ကဂိုးသမားရဲ့စွမ်းဆောင်ရည်ပါဝင်ပြောမှဆိုဂိုးသွင်းမသေးချတဲ့အပိုင်းတွေကအာဆယ်တင်းအတွက်နစ်နာမှုတွေအများကြီးဖြစ်ခဲ့ဆိုတော့အဓိကဒီပွဲပြီးသွားတဲ့အချိန်မှာချီကျူးရမယ့်ကစားသမားတွေရှိရဲဒီထဲမှာဆိုရင် Gabriel ရဲ့ Rice ရဲ့ Exe ရဲ့ကိုဒါချီကျူးရမယ်ဒါပြီးတော့ပွဲပြီးတော့ Man of the Match စုကိုဒါပြောမှဆိုနောက်ကျသွင်းကိုဖြစ်တဲ့အနိုင်သွင်းကိုသွင်းယူပေးခဲ့ Gabriel ကတော့ Man of the Match ကိုရခဲ့ဆိုတော့အဓိကကတော့အာဆယ်တင်းဒီပွဲစဉ်မှာထုံးစံတိုင်းပဲ set piece ပေါ့နော် alert taken ball တွေကနေသွင်းယူခဲ့တယ်တစ်ဖက်က Newcastle သွင်းယူသွားတဲ့သွင်းကိုဆိုလို့ရှိရင်လည်းဒါ corner ပေါ့နော်အဓိကကတော့ corner ကနေသွင်းကိုရတဲ့အတင်းဆက်ပြီးစနေသွင်းကိုရရဲဆိုတဲ့အတင်းဖြစ်တဲ့အာဆယ်တင်းကိုကော်နယ်ကနေပဲ Newcastle အတင်းကဒါရသွားတယ်ပေါ့ဆိုတော့ပြောချင်တာကတော့အဓိကအာဆယ်တင်းဒီနေ့ရခဲ့တဲ့ဂိုးတွေကအလွတ်တက်ကန်ဘောကနေရခဲ့တယ်ဒီလိုမျိုးသွင်းဂိုးတွေရတာကဒါ2023-2024ဘောလုံးရာသီကနေစပြီးတော့တွက်မယ်ဆိုရင်တောက်ကန်ဘောကနေတွင်းကိုရတာ36ကိုရခဲ့တယ်ဒါအနည်းဆက်ဆုံးပြိုင်ဘက်အသင်းထက်ဆိုလို့ရှိရင်ဒါ15ကိုထိတာလွန်တယ်လို့ပြောလို့ရတယ်ပို့ပြီးတော့အာသာချက်ကတော့ဒီအာဆယ်တင်းအခုဒါ6ပွဲကစားထားပြီးတဲ့အချိန်မှာ4ပွဲနိုင်ထားတယ်တပွဲတရည်နဲ့တပွဲရှုံး reset ပေါ့နော်ဆိုတော့အဓိကကတော့အနီးကဆုံးပြိုင်ဘက်လက်ရှိချန်ပီယံဖြစ်တဲ့ဒီ Liverpool ကိုပေါ့နော်ပို့ပြီးတော့ဖိအားပေးနိုင်တယ်ရှားမှတ်ကလာတာကတော့ဒီတပတ်အတွက်အာသာချက်တစ်ခုဖြစ်ပြီးတော့ရှားမှတ်73မှတ်နဲ့အခုလက်ရှိအဆင့်2နေရာမှာရပ်တည်နေတယ်ဆိုတော့အာဆယ်တင်းကအခုဒီဂျားမှာဆိုလို့ရှိရင်လည်း Champions League ပွဲစဉ်ဖြစ် Olympiacos နဲ့အိမ်ကွင်းမှာကစားရမယ်ဒီပွဲပြီးသွားလို့ရှိရင်အိမ်ကွင်းမှာပဲထပ်ပြီးတော့ West Ham နဲ့ Premier League ပွဲစဉ်စားရမယ်ဆိုတော့ကန်ကောင်းတာကတော့ injury ထပ်မဖြစ်ဘူးနံပါတ်1ချက်နံပါတ်2တစ်ချက်ကတော့ဒီဂျာပွဲ Olympiacos ဖြစ်တဲ့အတွက်ကြောင့်အရန်ကြီး Olympiacos ဆိုတာအရန်ကြီးအာဆယ်တင်းအတွက်ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲမဟုတ်ဘူးအိမ်ကွင်းမှာပဲကစားရမယ်နောက်ထပ်ပွဲစဉ်ကလည်း West Ham နဲ့ကစားမှာဖြစ်တဲ့အတွက်ကြောင့်အိမ်ကွင်းပဲဖြစ်တဲ့အတွက်အာဆယ်တင်းအတွက်ဒီတစ်ပတ်ဂျာပွဲပါဝင် Premier League ပွဲစဉ်9ကလည်းအရန်ခက်ခဲမဲ့ပွဲစဉ်မဟုတ်တာတော့အားသာချက်ဖြစ်မယ်ဆိုတော့ဒါလေးတို့ဒီခြုံရောကြည့်လိုက်မယ်ဆိုရင်အာဆယ်ရဲ့ကစားပုံဒီအာဒေတာဒါပြောမယ်ဆိုရင်ဒီနေ့မှာ Exe ကိုဒီ Odegaard နေရာထည့်ပြီးကစားတာသူနည်းနည်းရဲလာပြီလို့တော့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ 100% ကြီးအသင်းတိုင်းကတော့ပြောမယ်ဆိုကိုစိတ်ကြိုက်ပုံစံတစ်ခုတော့မလုံနိုင်ကြသေးဘူးဆိုပေမဲ့ဒီနေ့မှာအာဆယ်တင်းရဲ့ဒါလီပြောခဲ့လို့ပဲအာသာချက်ဒီအာနေချက်တွေလည်းရှိရင်တော့အာသာချက်ကြီးပဲရှိရလို့ပြောရမှာအာနေချက်တွေလည်းအများကြီးရှိနေသေးရဲ့ဒါပေမဲ့အဖြေထုတ်စရာရှိတာက Yogres ဘာဆက်လုပ်မှာလဲနံပါတ်1ချက်နောက်ဆုံးမှာဒီ Moscow ကတော့ထည့်ပြောစရာမလိုပေါ့နော်ဆယ်လီဘာအခုပြန်ရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်နောက်တန်းကတော်တော်လေးလှုပ်ဖြစ်လာတယ်ပြီးရင် Odegaard လည်းဒါအခုဆိုရင် fit နည်းနည်းပြန်ဖြစ်လာပြီပေါ့နော်ဆိုတော့ဒါလူစားဝင်လဲမှုတွေလုပ်လာပြီဆိုတော့အာဆယ်တင်းတို့ဒီ backup player တွေရှိချင်းဒီအာဆယ်တင်းတို့ဒီနေ့ရာသီမှာပို့ပြီးတော့scripted တောက်လာတဲ့အကျိုးကျေးဇူးကိုခံစားရတယ်လို့ပဲဆိုချင်တယ်ဆိုတော့အခုလာမယ့်ပွဲစဉ်တွေမှာလည်းအာဆယ်တင်းနိုင်ပွဲတွေရှားသိမ်းရထက်တဲ့ပွဲမှာနိုင်ပွဲယူထားမယ်ဆိုရင်တော့အာဆယ်တင်းတို့မျှော်လင့်နေတဲ့ Premier League အဓိကဆုဖလားကိုရဖို့အတွက်ကပြောမယ်ဆိုရင်ထင်သလောက်တော့မခက်ခဲဘူးဒါပေမဲ့အာဆယ်ဖန်တယောက်အနေနဲ့အာမနာစတန်ဝေဖန်ရမယ်ဆိုလို့ရှိရင်ရာသိမ်းရထိုက်တဲ့သွင်းကိုတွေကိုတေချာတဲ့သွင်းကိုအဖြစ်ဂိုးဖြစ်မဖန်တီးနိုင်သေးတဲ့၍ကတော့အာဆယ်တင်းတို့မျှော်လင့်နေတဲ့ဖလားရဖို့လဲဆက်ပြီးတော့ဝေးနေအောင်ပါပဲဒါကိုအာဒေတာမြက်မြက်အဖြေထုတ်ဖို့လိုမယ်လို့တော့ဒါလေးနေနဲ့ထင်ပါတယ်ဆိုတော့ဒီဟာကိုပြောလို့အာဆယ်ဖန်တွေချိုးကြိုက်ချင်မှလည်းကြိုက်မယ်လက်ခံတဲ့သူတွေလည်းရှိကောင်းရှိမယ်ဒီခြေစွမ်းနဲ့ချန်ပီယံဖြစ်ပြီလားလို့ပြောရင်တော့ no ပါမဖြစ်နိုင်သေးပါဘူးဆိုတော့ဒီထက်အများကြီးထက်လုပ်ပြဖို့လိုပါသေးရဲ့ဆိုတော့အနီးကပ်ဆုံးဖြစ်တဲ့ဒါအခု Manchester City ဆိုလဲဒီနေ့ရာသီမှာဒါလုပ်ပြလာတဲ့အပိုင်းတွေကိုပြန်တွေ့ရပြီသူ့ကိုဘယ်လိုနေရာထိဘယ်လောက်ထိမျှော်လင့်ခွင့်ရအောင်မလဲမျှော်လင့်ကြည့်ရအောင်မလဲသူနဲ့ဘယ်လိုမျိုး challenge တော့အောင်မလဲဆိုတာကိုဒါလေးကိုဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ Liverpool လည်းထိုးနေလကောက်မှာဆိုတော့ဒီနေ့ကတော့အာဆယ်တင်းအတွက်ဒါ fan တွေအတွက်တကယ်ကိုပြောစရာကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်မယ်လို့ထင်ပါတယ်ဆိုတော့ကြည့်ရှုပေးကြတဲ့ပရိသတ်တူတယောက်ချင်းစီလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ဆိုတော့အခုဒီဗီဒီယိုပြီးတော့ရှင်ဒါလေးOlympiacos နဲ့ဒါ Champions League ပွဲကြိုသုံးသက်ချက်ကိုလည်းဆက်လက်ပြီးတော့တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ဒါလေးရဲ့ channel လေးဖြစ်တဲ့ Sport Time Channel ကို subscribe လုပ်ခဲ့ပြီးဖို့မြတ်တိုက်ခံချင်ပါတယ်ဒီဗီဒီယိုစနေဆုံးဖြတ်ကြည့်ရှုပေးကြတဲ့ပရိသတ်တူတယောက်ချင်းစီကိုကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံတွေ့မယ်နော်